Okay ကျွန်တော်ဒီနေ့စီးရင်စရာလုပ်တဲ့ software ဖြစ်တဲ့ Excel ကိုကျွန်တော် basic level ကနေပြီးတော့ advanced level ထိပညာဒါနမျှဝေသွားမှာဖြစ်ပါတယ်ပေါ့နော်ကျွန်တော်ဒီနေ့ Excel ကို day 1ကနေ day 1ဆိုတော့ basic ကနေအခြေခံကနေစပြီးတော့ကျွန်တော်ရှင်းပြသွားပါမယ်အဲ့တော့ကျွန်တော်တို့ရဲ့ဒီ laptop ဖြစ်ဖြစ် computer မှာဖြစ်ဖြစ်ရှာတဲ့နေရာလေးမှာ Excel လို့ရိုက်နေလိုက်ပါExcel ဆိုရိုက်နေလိုက်အားဆိုဒီ software လေးကိုဖွင့်လိုက်ပါနော်ကျွန်တော်ဒီ plan workout web ဆိုတဲ့ပထမဆုံးဒီဟာလေးကိုဖွင့်လိုက်ပါနော်အဲဒါကြတော့ကျွန်တော်တို့ Excel ရမှာ interface UI လို့ပြောရမှာပေါ့နော်အဲဒါကျွန်တော်ဒီမှာ file ဆိုတဲ့ tab လေးရှိတယ်ပေါ့နော်အဲဒါလေးကဘာလဲဆိုတော့ကျွန်တော်ဒီလုပ်ပြတာကျွန်တော်တို့စင်းစရာလုပ်ပြတာလေးကိုစေတာတော့ print ထုတ်တာတော့လုပ်တဲ့အရာလေးပေါ့နော် okay အဲဒါကျွန်တော်ဒီ home လို့ insert draw လို့ဆိုတာလေးတွေ့လာတယ်ကျွန်တော်အဲဒါလေးကိုကျွန်တော် tab လို့ခေါ်တယ်ကျွန်တော်ဒါ home tab ပေါ့နော်ဒါဆိုခုလက်ရှိမှာ home tab ကိုရောက်နေ home tab မှာရောက်နေတဲ့ဒါလေးတွေကဘာလဲဆိုတော့ clipboard font ဆိုတဲ့ alignment ဆိုတာလေးတွေကကျတော့ group လို့ခေါ်တာပေါ့နော်ကျွန်တော်တို့ now event ကိုတင်တဲ့အခါမှာကျွန်တော်တို့ Excel ကိုတင်တဲ့အခါမှာကျွန်တော် home tab ကနေ clipboard group မှာရှိတဲ့ဘောင်းနှိပ်ဆိုတာလို့သွားမှာဖြစ်တဲ့အတွက်ဒါလေးတွေတည်ရမှာပေါ့နော်ဒါဆိုရင် insert တဲ့ဒါဆို draw ဆိုရင် layout အဲ့လိုပေါ့နော်ကျွန်တော်တို့မှာ tab လေးတွေမှာ group အသေးလေးရှိရပေါ့နော်အဲ့လေးကျွန်တော်တည်ရမှာပေါ့နော်အဲ့ကျွန်တော်ဒီမှာ board 1ဆိုတာလေးတွေ့လာမသိဘူးအဲ့လေးကကျွန်တော်တို့ title bar လို့ခေါ်တယ်ကျွန်တော်ဒီ Excel မှာဆိုရင် book 1လို့ခေါ်တယ်ပေါ့နော်Microsoft Word မှာဆိုကျွန်တော်ဘယ်လိုပေါ်လဲ document 1 document 2နောက်အတစ်ခေါ်ရင် document 2ပေါ့နော် document တွေအဲ့လိုတွေခေါ်ကျွန်တော် PowerPoint မှာကျတော့ကျွန်တော် presentation 1 presentation 2 presentation 3လို့ပေါ့နော်ဟုတ်ပြီအဲ့ဒါကျွန်တော်ဒီအပိုင်းလေးပြီးသွားပြီပေါ့နော်ကျွန်တော်ဒီမှာရှိတဲ့ F8 ဆိုရင်နောက်ကဟာလေးကိုကျွန်တော် formula bar လို့ခေါ်တယ်ပေါ့ကျွန်တော်ဒီ formula bar Excel ရဲ့အရေးကြီးတယ်ပေါ့နော် Excel မှာအရေးကြီးဆုံးအရာလို့တော့ပြောလို့ရတယ်ဒီ Excel ကိုအသုံးပြုတဲ့အကြောင်းရင်းဒီ formula bar ကိုအသုံးပြုပြီးတော့စဉ်းစားရတယ်ကိုတွက်ချက်လို့ရတဲ့အတွက်ကြောင့်ပေါ့နော်ကျွန်တော်ဒါလေးကအရေးကြီးရပါတော့ဟုတ်ပြီအဲ့ဒါကျွန်တော်ဒီကောင်လေးတွေကြာဘာလို့ခေါ်လဲဆိုရင် cell လို့ခေါ်တယ်ဒီကောင်လေးတွေကြာဒီမှာဒါဆိုရင်ဘာ cell လို့ခေါ်လို့ဆိုရင် A30 cell ဒီမှာကျွန်တော် A30 cell ဒါဆိုရင် A1 cell A1 cell လို့ခေါ်လို့ဆိုဒီမှာကျွန်တော် column တွေကိုအင်္ဂလိပ်အခရာတွေနဲ့ကျွန်တော်ပေးထားတာပေါ့နော်အဲ့လိုကွက်တွေအများကြီးပေါ့ဒီ row ကြတော့ဘာလို့ဆိုရင်နံပါတ်တွေနဲ့ပေါ့နော်ဒါဆိုရင် A နဲ့ 1 နဲ့ဆုံးတဲ့နေရာမှာတော့ A1 ဒါဆိုရင် B နဲ့ 1 နဲ့ဆုံးတဲ့နေရာမှာ B1 ဒါဆိုရင် B နဲ့2နဲ့ဆုံး B2 အဲ့တော့ကျွန်တော်ဒီမှာရှိရ C1 ဆိုလေးတွေ့လာမယ် C1 ဒီအောက်ခြေမှာအဲ့တော့ကျွန်တော်ဒီမှာ C2 C3 C အများကြီးခေါ်လို့ရတယ်ဒါမှမဟုတ်လဲဆိုဒီဒီ C1 မှာကျွန်တော်တို့ကဆိုတော့ကုန်ပစ္စည်းနဲ့ပတ်သက်တာတွေရေးတယ်ဆိုရင်ကျွန်တော်တို့ sheet 2မှာကျတော့ဝန်ထမ်းချက်လက်တွေအဲ့လိုပေါ့နော်ကျွန်တော်အသေးစိတ်ခုနတကူမရောရှင်းအောင်လို့အဲ့လိုမျိုးရေးတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုကျွန်တော်ဒီ Excel နဲ့ပတ်သက်တဲ့သူ software နဲ့ပတ်သက်တဲ့အရာလေးကိုပြောရေးဆိုကျွန်တော်ဒီလိုဇာတ်လေးတစ်ခုလောက်လုပ်ကြည့်အောင်ပေါ့နော်ဒီလိုဇာတ်လေးလုပ်ကြည့်မှာပေါ့နော်ဇာတ်လေးကိုပေါ်အောင်ရေးကြည့်လိုက်အဲ့တော့ကျွန်တော်ဒီမှာ file ဆိုတာလေးကိုနေ save as နေမယ်ဆိုကျွန်တော်ဒီမှာ this PC ကနေပြီးတော့ desktop ပေါ့နော် desktop မှာကိုထည့်ခြင်းတဲ့နေရာတွေပေါ့နော်ကျွန်တော်ကတော့ဒီမှာ Excel online class ဖြစ်တဲ့ Excel online ဆိုတဲ့ software လေးမှာကျွန်တော်ထည့်မယ်ပေါ့နော်ဒီ file name ဆိုတဲ့နေရာမှာကျွန်တော်တို့ပထမဆုံးနေ့ကျွန်တော် day 1ဆိုတာလေးထည့်မယ်ပေါ့နော် day 1အဲ့ပြီးတော့ save ဆိုတဲ့ plugin လေးအဲ့ဒါကျွန်တော်ဒီမှာဒါလေးကို minimize လုပ်လိုက်မယ် Excel online မှာကျွန်တော်တို့ဒီမှာ day 1ဆိုတာလေးခေါ်လာပြီပေါ့နော်ဒီကျွန်တော်နားမလည်တဲ့ချက်လက်တွေပါတယ်ဆိုရင်ကျွန်တော်တို့ဒီနေ့ကတော့ဒီလောက်ပါပဲနားမလည်တဲ့ချက်လက်တွေပါတယ်ကိုကျွန်တော် comment မှာမေးခဲ့လို့ရပါတယ်အဲ့တော့ကျေးဇူးတင်ပါတယ်ခင်ဗျာနောက်နေ့မှပြန်တွေ့ပါမယ်